တိတ်ဆိတ်နေတဲ့ကားနောက်ခန်းဒီဇက်လန်ကတော့ကျွန်တော်ရဲ့ညီဝမ်းကွဲကြောက်ဖြစ်တဲ့ကိုစိုးမင်းရဲ့တငယ်ချင်းတဦးဖြစ်သူတက်ဆီဒရိုင်ဘာကိုဘုံမြင့်ကိုတိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လို့ဆိုပါတယ်ကိုဘုံမြင့်ကညဘက်တက်ဆီမောင်းတဲ့သူဆိုတော့လမ်းမပေါ်မှာထူးဆန်းတာမျိုးတွေအမြဲကြုံတွေ့နေရတယ်ဒါပေမဲ့ဒီဖြစ်ရမှာတော့သူ့ဘဝမှာအကြောက်ဆုံးနဲ့အထူးဆန်းဆုံးဖြစ်ရလို့ဆိုပါတယ်အဲ့ဒီညကမိုးတွင်းကာလည10 နာရီလောက်ရှိနေပြီရန်ကုန်မြို့ပြင်ကအတော်လေးလူသူဖြက်လက်တဲ့လမ်းမကြီးတစ်ခုပေါ်မှာကိုဘုံမြင့်တက်ဆီမောင်းလာနေတဲ့လမ်းဘေးမှာစောင့်နေတဲ့ခရီးသည်တယောက်ကိုတွေ့လို့တွေ့ညာမျှော်ကြည့်ရင်မှောင်းလာခဲ့တယ်လမ်းကွေတစ်ခုအရောက်မှာတော့အဖြူရောင်ဝတ်စုံနဲ့စပင်ရှည်ကိုရှေ့မှာချထားတဲ့အမျိုးသမီးတစ်ယောက်ကလမ်းဘေးမှာငငိမ့်လေးရပ်နေတာကိုတွေ့လိုက်ရတယ်ဒီလိုအချိန်ကြီးဒီလိုနေရာမှာဒီလိုဝတ်စုံနဲ့တယောက်တည်းရပ်နေတာထူးဆန်းပေမဲ့ပိုက်ဆံရခြင်းနဲ့စိတ်ကအနိုင်ယူသွားတော့သူလဲကားရပ်ပြီးခေါ်လိုက်တယ်ညီမဘယ်သွားမှလဲအဲ့ဒီအမျိုးသမီးကစကားတခွန်းမှမပြောပဲကိုဘုံမြင့်ကိုတစ်ချက်မောက်ကြည့်ပြီးကားရဲ့နောက်ခန်းတကားကိုဖွင့်လာတိတ်ဆိတ်စွာဝင်ထိုင်လိုက်တယ်ကိုဘုံမြင့်လဲစိတ်ထဲမှာထူးဆန်းတယ်လို့တွေးလိုက်ပေမဲ့ဘယ်နေရာကိုတွားကျင်ပါသလဲခမညာလို့ထပ်မေးလိုက်တယ်နောက်ခန်းကနေဘာတမ်းမှပြန်မကြားရဘူးကိုဘုံမြင့်လဲနောက်ခန်းကိုမှန်တဲ့ကနေတဆင်ကြည့်လိုက်တော့သူ့ခေါင်းငုံပြီးစပင်တွေကမျက်နှာကိုဖုံးကွယ်ထားလို့ဘာမှမမြင်ရဘူးညီမဘယ်နေရာကိုတွားကျင်လဲဆိုတာပြောပြပါအောင်ခမညာလို့အသာနဲ့မှာပြီးထပ်မေးလိုက်တယ်အဲ့ဒီအခါမှာမှနောက်ခန်းကနေတေချာပေါက်အမျိုးသမီးတစ်ယောက်ရဲ့အတန်မဟုတ်ကျခြောက်ချားဝယ်ကောင်းလောက်အောင်နှိမ့်နဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်အိမ်ပြန်ကျင်တယ်အတန်ကအေးစက်စက်နဲ့မပီမတာကြီးဖြစ်နေတယ်ကိုဘုံမြင်းရဲ့ကြောတစ်ခုလုံးမှာစက်တီမွေးရင်းတွေထသွားပြီးခြေပြားလက်ပြားတွေအေးဆက်လာခဲ့တယ်ဒါပေမဲ့သူကြောက်နေရကိုအပြေမပြပြအောင်စူးစမ်းပြီးအိမ်ဟုတ်လားဘယ်နာကအိမ်လဲဆိုတာပြောပေးပါအောင်ခင်ဗျာကျွန်တော်လိုက်ပို့ပေးပါမယ်လို့တုံရီနေတဲ့အတန်ကိုထိန်းပြီးမေးလိုက်တယ်ဒီတခါတော့ဘာတမ်းမှပြန်မလာတော့ဘူးအပြင်ကမိုးတန်နဲ့ကားအင်ဂျင်တန်ကလွဲလို့နောက်ခန်းတစ်ခုလုံးလုံးဝဝတိတ်ဆိတ်နေတယ်ကိုဘုံမြင့်လည်းအတော်လေးမရဲတရဲဖြစ်လာတယ်ဒါပေမဲ့ညဘက်ဖြစ်နေလို့ကားရက်ပြီးဆင်းပြေးလို့လည်းမဖြစ်ဒီအတိုင်းလဲမောင်းလို့မရဘူးဒီတော့သူတတိကိုမွေးပြီးကားနောက်ကြည့်မှန်တော့လက်နဲ့ယူပြီးနောက်ခန်းကိုတဲ့လွှဲ့ကြည့်လိုက်တယ်အဲ့ဒီအခါမှာတော့သူ့ဘဝမှာတသက်မမေ့နိုင်တဲ့မြင်ကွင်းကိုတွေ့ရရတယ်နောက်ခန်းမှာအမျိုးသမီးကထိုင်နေတော့ပဲဒါပေမဲ့သူ့မရဲ့ခေါင်းကခုံပေါ်ကို90ဒီဂရီတိတင်းဆောင်ပြီးပြုတ်ကျနေတယ်လို့ဖြစ်နေပြီးသူမရဲ့မျက်နှာနေရာမှာဘာမှမရှိတော့ဘူးကြောက်မဲ့ဖွယ်ကောင်းလောက်အောင်ပြဲနေတဲ့ပါးစပ်အဟောင်းကြီးတစ်ခုနဲ့မျက်နှာတစ်ခုလုံးသွေးတွေစီးကြလေတဲ့မျက်နှာတစ်ခုကသူ့ကိုကြောက်မဲ့ဖွယ်ကောင်းလောက်အောင်စိုက်ကြည့်နေတယ်ကိုဘုံရင်ဟာအသားကုန်អော်ပြီးဘာမှစဉ်းစားမနေတော့ပဲကားရဲ့တကားကိုဖွင့်ချလိုက်ပြီးအပြင်ကိုခုန်ချလိုက်တော့တယ်မိုးရေထဲမှာအသက်လူပြီးပြေးခဲ့တယ်သူဘလောက်ကြာပြေးခဲ့မှမသိတော့ပါဘူးနောက်ဆုံးမှာတော့လုံခြုံတဲ့နေရာတစ်ခုရောက်မှအခြေအနေကိုပြန်ကြည့်လိုက်တော့သူပြေးထွက်လာတဲ့နေရာကိုလှမ်းကြည့်လိုက်တော့သူ့ရဲ့တက္ကစီကားကလမ်းဘေးမှာမီးကြီးတွေပွင့်လျက်သားနဲ့ရပ်နေတော့မယ်ဒါပေမဲ့ကားနောက်ခန်းကတကားကဖွင့်လျက်သားနဲ့သူ့တငယ်ချင်းကိုစိုးမင်းကိုနှုံးနေကြမှအဖြစ်ပြန်ပြောပြတော့ကိုစိုးမင်းကအဲ့ဒီလမ်းမှာလုံးနေတဲ့နှစ်အနှဲငယ်ကတက္ကစီမောင်းတဲ့သူနဲ့ခရီးသည်ကားတိုင်မှုဖြစ်ပြီးပွဲချင်းပြီးတေဆုံးသွားဘူးလေလို့လူတွေပြောကြတယ်ခရီးသည်အမျိုးသမီးကနောက်ခန်းမှာထိုင်လျက်သားနဲ့ခေါင်းပြက်ပြီးတေဆုံးခဲ့တာလေလို့ပြောပြတယ်
ကိုဘုံမြင့်ဟာအဲ့ဒီညကစပြီးညဘက်မှာအဲ့ဒီလမ်းကိုမသွားရဲတော့ဘူးလို့ဆိုပါတယ်နောက်ပြီးသူ့ရဲ့ကားနောက်ခန်းကိုလည်းဘယ်တော့မှအလွဲတကူမကြည့်ရဲတော့ပါဘူးတဲ့အခုထိလဲသူ့ကားနောက်ခန်းမှာတိတ်ဆိတ်နေတဲ့ခရီးဒီတယောက်ရှိမရှိဆိုတာကိုသူတခါမှပြန်မစစ်ဆေးရဲဘူးလို့ပြောပါလေဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ AI ပါဒီဇလန်လေးကတော့တက်အောင်စင်ရဲ့ prologue ဖြစ်ရမှန်ဝိထုဇလန်တိုမှာပြန်လည်တင်ဆက်ထားတာပါဗျာကျွန်တော်တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းပေမဲ့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးခဲ့ကြလို့ကျေးဇူးအထူးတင်ရှိပါတယ်ဗျာတကယ်လို့ဇလန်လေးကိုကြိုက်နေတက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နဲ့အသက်တင်တိုင်းသိရဖို့ဘေးနားမှာ notification bell လေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးကိုနောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ချင်ပါတယ်